ကဘာရွှေဈေးနှုန်းကတော့3လအတွင်းမှာမမြင်ရတဲ့ဈေးနှုန်းမြင့်တက်မှုကိုတွေ့ရပြီးတော့ trading session 9ခုမှာပဲ900ခိုင်နှုန်းအထိမြင့်တက်လာခဲ့တယ်လို့အရေးကြီးတဲ့ psychological barrier တစ်ခုဖြစ်တဲ့ဒေါ်လာ4600အထက်ကိုပြန်တက်လာပြီဖြစ်ပါတယ်။ဒါပေမဲ့နောက်ဝယ်မှာလည်းတတိထားစရာတွေအများကြီးရှိပါတယ်။ဈေးနှုန်းကဒီလိုပြန်တက်လာရတဲ့အဓိကအကြောင်းရင်းတွေမှာအမေရိကန်နိုင်ငံစီးပွားရေးဝန်ကြီးဖြစ်တဲ့ Scott Bessent ရဲ့ Treasury buyback ကြောင့်ဖြစ်ပါတယ်။ဒါမဲ့ဒီ Treasury buyback ဟာ US ဒေါ်လာအတွက်တော့စိတ်ပျက်စရာဆုံးဖြတ်ချက်ဖြစ်လာခဲ့ပါတယ်။ American ဆိုရရဲ့ Treasury buyback ဟာ bond market ကိုတည်ငြိမ်စေမဲ့အစား US ဒေါ်လာကို3လအတွင်းမှာအနိုင်ဆုံးဈေးနှုန်းကျဆင်းမှုဖြစ်ပွားသွားစေခဲ့ပါတယ်။အရှိလေပိုင်းကတင်းမာမှုကလည်းဆက်လက်မြင့်မားနေပြီးတော့အခုဆိုရင်တော့ရေနံဈေးနှုန်းကလည်းမနေ့ညတစီကို$90အထိကိုပြန်တက်သွားခဲ့ပါတယ်။ဒီလိုရေနံဈေးနှုန်းမြင့်တက်လာတဲ့အချိန်မှာယင်းနှမြန်းသူတွေဟာအကာအကွယ်ယူဖို့ကြိုးပမ်းလာကြပြီးတော့ရွှေကိုပြောင်းလဲကင်ကြတာဖြစ်ပါတယ်။ဆိုတော့ရွှေဈေးနှုန်းကဘယ်ကိုဆက်သွားဖို့ရှိပါသလဲ။ဒီနေ့တော့ဈေးကွက်ဖွင့်တာနဲ့ဒေါ်လာ4650ဝန်းကျင်ကိုပြန်တက်လာခဲ့ပါတယ်။ဈေးနှုန်းဘယ်ကိုဆက်သွားမလဲဆိုတာပတ်သက်ပြီးတော့အများစုကတော့ Jackson Hole Symposium မှာမိခွန်းပြောကြားမယ် American ဗဟိုဘဏ်ဥက္ကဋ္ဌ Kevin Warsh ရဲ့မိခွန်းကိုအများစုကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်။သူ့ရဲ့မိခွန်းထဲမှာဘာအတိုးလုံးနဲ့ပတ်သက်ပြီးတော့ဘာပြောမလဲဆိုတာကိုအများစုကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။သူကတော့ဒီမိခွန်းကိုလာမယ့်တောက်ကြနေ့မှာပြောဖို့ရှိပါတယ်။ပြက်ကလေးမှာတော့ August လ26ရက်နေ့ဗုဒ္ဓဟူးနေ့မှာထွက်လာမယ့် PEC data နဲ့ Q2 အတွက် GDP ကိုအထူးစောင့်ကြည့်နေကြပါတယ်။ပြီးတော့ဗုဒ္ဓဟူးနေ့မှာပဲထွက်လာဖို့ရှိတဲ့ Nvidia ရဲ့ earning ကိုလည်းစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်။တကယ်လို့ Nvidia ရဲ့ဝင်ငွေဟာခံမှန်းထားတာထက်ပိုပြီးတော့နည်းလာမယ်ဆိုရင်တော့ဒါဟာရွှေဈေးကွက်အတွက်အားစီးတစ်ခွက်ဖြစ်လာစေမယ်လို့ခံမှန်းကြပါတယ်။ price chart ကိုကြည့်ရင်တော့ဈေးနှုန်းကအခုဆိုရင်တော့100 day MA အထက်ကိုတော်တော်လေးကိုကြော်တက်သွားတာကိုတွေ့ရပြီးတော့နောက်ထပ်အရေးကြီးတဲ့မြင်းကြောင်းဖြစ်တဲ့200 day MA အထက်ကိုလည်းတက်သွားပြီဖြစ်ပါတယ်။လက်ရှိဒီဗီဒီယိုရိုက်နေချိန်မှာဒေါ်လာ4630ဝန်းကျင်မှာဈေးနှုန်းရှိပါတယ်။ရေတိုမှာတော့ဈေးနှုန်းကဒေါ်လာ4400အထိတောင် pullback ရှိနိုင်ပြီးတော့ဒီ pullback ပြီးသွားရင်တော့ဈေးနှုန်းကဒေါ်လာ4900အထိကိုတက်သွားနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ရေရှည်အတွက်တော့ Wall Street ကရွှေဈေးနှုန်းနဲ့ပတ်သက်ပြီးတော့တော်တော်လေး bullish ဖြစ်နေတာကိုတွေ့ရပါတယ်။ Morgan Stanley ကတော့ရွှေဈေးနှုန်းဟာ2029မှာဒေါ်လာ9000အထိပြန်တက်လာမယ်လို့ခန့်မှန်းထားပါတယ်။ UBS ကလည်းဒေါ်လာ9400အထိပြန်တက်လာမယ်လို့ခန့်မှန်းထားပါတယ်။ပြီးတော့ JP Morgan ကလည်းဒေါ်လာ6300အထိတောင်တက်မယ်လို့ခန့်မှန်းထားပါတယ်။လက်ရှိချိန်မှာတော့တရုတ်နဲ့ပိုလန်အစိုးရတို့ဟာ gold reserve တဲ့ရွှေအပြင်းထန်ပြန်ဝယ်လာကြတာတွေ့ရပါတယ်။အားနည်းလာတဲ့ US ဒေါ်လာကြောင့်ငွေကြေးဖောင်းပွားမှုကနေကာကွယ်မှုအတွက်တာမဟုတ်ဘဲနဲ့ရွှေကိုဗျူဟာမြောက်အကာအကွယ်ဖြစ်ဝယ်လာကြတာကိုလည်းတွေ့ရပါတယ်။